အားလုံးမင်္ဂလာပါရှင် We Academy မှာကြိုဆိုပါရှင်တချို့တွေကလေယုံကြည်မှု confidence လေတိတ်မြင့်တာပေါ့နော် confidence level so high ဆိုတော့ခုခေတ်မှာပြောကြရလေကိုယ့်ကိုယုံကြည်မှုတအားမြင့်တယ် over confident နေဖြစ်နေတာပေါ့နော်တချို့သူတွေကြတော့ကိုယ့်ကိုယုံကြည်မှုနည်းတယ်ပေါ့နော်ဒီကနေ့ဗီဒီယိုမှာတော့ကျွန်မကကိုယ့်ကိုယုံကြည်မှုအားနည်းရင်ပေါ့နော်ဘာလုပ်သင့်လဲဆိုတာကိုပြောပြချင်ပါတယ်ကမ္ဘာစစ်တူရင်ပြိုင်ပွဲတစ်ခုအကြောင်းကိုအရင်ဆုံးပြောပြခြင်းတယ်ကမ္ဘာစစ်တူရင်ချန်ပီယံဖြစ်တဲ့ကတ်စပါရော့နဲ့ကာပေါ့ရဲ့ပြိုင်ပွဲလေးကတ်စပါရော့နဲ့ကာပေါ့ကကမ္ဘာစစ်တူရင်ထိပ်သီးစစ်တူရင်ပြိုင်ပန်း2ယောက်ဖြစ်တယ်အဲ့ဒီချိန်တုန်းကကတ်စပါရော့ကသူအသက်22နှစ်အရွယ်ပဲရှိတယ်1985ခုနှစ်ကပေါ့အသက်22နှစ်အရွယ်သူကကမ္ဘာအသက်အငယ်ဆုံးစစ်တူရင်ချန်ပီယံ1ယောက်ဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာကာပေါ့ကနေသူ့ကိုစိန်ခေါ်လိုက်တာစစ်တူရင်ပြိုင်ထိုးကြမယ်ဆိုပြီးတော့အဲ့တော့သူတို့2ယောက်ရဲ့ပြိုင်ပွဲဆိုရင်သူတို့ကနယူးယောက်မှာ12ပွဲကျင်းပမယ်ပြီးရင်ပြည်သစ်နိုင်ငံလီယွန်မြို့မှာ12ပွဲကျင်းပမယ်စုစုပေါင်း24ပွဲပေါ့အဲ့24ပွဲမှာနိုင်ပွဲများတဲ့သူကချန်ပီယံဖြစ်မယ်ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြိုင်ပွဲကိုစတင်ကြတယ်ပေါ့နော်နယူးယောက်မှာစပြိုင်ကြတယ်အဲ့ချိန်တုန်းကကတ်စပါရော့ကသူ့ကိုယ်သူယုံကြည်မှုအားနည်းနေပေါ့နော်ယုံကြည်မှုအားနည်းတော့သူ့အကွက်တွေကလည်းစစ်တူရင်ကွက်တွေကလည်းသူကောင်းကောင်းမလုံနိုင်ဘူးမရွှေ့နိုင်ဘူးပေါ့နော်အဲ့ခါကျတော့သူနယူးယောက်မှာကျင်းပတဲ့12ပွဲပေါ့နော်အချိန်3လကြာနယူးယောက်မှာကျင်းပတဲ့12ပွဲမှာဆိုရင်သူက6ပွဲနိုင်6ပွဲရှုံးနေပေါ့နော်သူတို့2ယောက်တည်ရဖြစ်နေပေါ့9ကြိမ်မြောက်ပွဲကိုကြတော့သူတို့ပြင်သစ်နိုင်ငံလီယွန်မြို့မှာကျင်းပမှာဖြစ်တယ်အဲ့ဒီအချိန်မှာနယူးယောက်တိုင်းရဲ့သတင်းစာဆိုရင်လည်းပေါ့နော်ကတ်စပါရော့ဆိုရင်ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့စိတ်လှုပ်ရှားနေတဲ့ကြောင့်မို့သူပြိုင်ပွဲတွေမှာပေါ့နော်ရှုံးနေနေဆိုပြီးတော့လည်းရေးသားဖော်ပြထားဒါနဲ့ပဲသူတို့လီယွန်မြို့မှာပေါ့နော်9ကြိမ်မြောက်ပွဲကိုဆက်ပြီးတော့ပြိုင်နေအဲ့ဒီမှာဆိုရင်လည်းကတ်စပါရော့ကရှုံးတယ်အဲ့လီယွန်မှာကျင်းပတဲ့ပထမဆုံးပွဲမှာဆိုရင်လည်းရှုံးတယ်အဲ့ဒီခါမှာကတ်စပါရော့ကကိုယုံကြည်မှုရှိတယ်လို့မျိုးပေါ့နော်စိတ်မျိုးမွေးလိုက်တယ်မွေးပြီးတော့သူဆက်ပြိုင်တယ်ပေါ့နော်ငါနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ပေါ့နော်ယုံကြည်ချက်နဲ့ဆက်ပြိုင်တယ်ပြိုင်တဲ့အခါကျတော့သူကနောက်ဆုံးမှာအနိုင်ရရှိသွားပြီးတော့ကမ္ဘာချန်ပီယံစရဖို့ကိုဆက်ပြီးထိန်းထားနိုင်တယ်ပေါ့နော်နယူးယောက်မှာ12ပွဲမှာ6ပွဲနိုင်6ပွဲရှုံးနဲ့လီယွန်မှာကျင်းပတဲ့ပွဲမှာဆိုရင်12ပွဲမှာဆိုရင်10ပွဲနိုင်2ပွဲရှုံးနဲ့စုစုပေါင်းပေါ့နော်16နဲ့ပေါ့နော်ကတ်စပါရော့ကနေပြီးတော့ကမ္ဘာချန်ပီယံဆုတရဖို့ကိုဆက်ပြီးတော့ထိန်းသိမ်းနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်လေသူကပွဲစဉ်နေမှာပေါ့နော်သူနယူးယောက်ပွဲတွေမှာဆိုရင်လည်းသူတို့2ယောက်တည်ကြတယ်ကတ်စပါရော့ကလည်း6ပွဲပဲနိုင်တယ်6ပွဲရှုံးနိုင်တယ်ယုံကြည်မှုတွေကြာတယ်အဲ့ခါမှာသူကဘာလုပ်လဲဆိုရင်သူ့ကိုယ်သူပေါ့ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးသူကသူ့စိတ်ကိုသူဖန်တီးလိုက်တယ်မွေးမြူလိုက်တယ်နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်မွေးပြီးတော့ပေါ့နော်ရှင်ပြိုင်နေနောက်ဆုံးမှာသူ့ရဲ့ကမ္ဘာချန်ပီယံဆိုတဲ့တရဖူကိုဆက်ပြီးတော့ထိန်းထားနိုင်တယ်ပေါ့နော်ဒါကသူတို့စစ်တူရင်ပြိုင်ပွဲအကြောင်းလေးကိုကျွန်မဖတ်ပူတဲ့စာအုပ်တော့ကနေပြီးတော့နော်သိရတဲ့ဒီအကြောင်းလေးကိုဒီဗီဒီယိုမှာပြောပြခြင်းဖြစ်ပါတယ်ကျွန်မရဲ့ကိုယ်ပိုင်တွေ့ကြုံတစ်ခုလည်းကျွန်မဒီဗီဒီယိုမှာဝေမျှပေးခြင်းပါသေးတယ်လွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်လွန်ခဲ့တဲ့10နှစ်လောက်က2014လောက်ကဖြစ်မယ်အဲ့ဒီလောက်တော့ဆိုရင်ကျမဆရာမတယောက်အမေရိကန်အမျိုးသမီးပေါ့နော်ကျမရဲ့ဆရာမကကျမကိုတရက်မှာလှမ်းပြီးတော့ဖိတ်တယ်ပေါ့နော်သူတို့ပွဲတစ်ခုရှိတယ်အဲ့ပွဲမှာ topic တစ်ခုပြောဖို့ပေါ့ speaker အနေနဲ့လာပြောဖို့ဖိတ်ကျမကအဲ့လိုဖိတ်ကြားခံရတာလဲဝမ်းသာတယ်ဒါပေမဲ့စိတ်လဲလှုပ်ရှားတယ်ပေါ့နော်ကျမတို့ရန်ကုန်မြို့ထဲမှာ art gallery မှာပေါ့နော်သူတို့ပွဲရလောက်မှာအဲ့ဒီအချိန်တုန်းကတော့ဒါနိုင်ငံလဲပွင့်လန်းနေတဲ့အချိန်ပေါ့နော်လူမျိုးစုံနိုင်ငံပေါင်းစုံလူတွေရဲ့ရှေ့မှာနိုင်ငံခြားသားတွေရဲ့ရှေ့မှာပြောရမှာပြင်ကိုမိတ်ဆွေတငယ်ချင်းတွေကိုဒီအတိုင်းဝိုင်းပေါ့နော်ကိုရီနဲ့ပြရသူတွေလာမယ်ဆိုတော့လေကျမကစိတ်လှုပ်ရှားတယ်ဒါပေမဲ့ကိုယုံကြည်မှုအပြည့်နဲ့ပေါ့နော်ပြောမယ်ပေါ့အဲ့လိုမျိုးစိတ်ကိုပိုင်းဖြတ်ထားတယ်ပြီးကိုအိမ်မှာပြင်ဆင်ထားတယ်ပေါ့နော်ပြောမယ်အချက်တွေကိုပြင်ဆင်ထားတယ်လေ့ကျင့်တယ်အဲ့ဒီနေ့ပေါ့နော်အဲ့ဒီနေရာကိုရောက်တဲ့ခါကျတော့ပို့ပြီးတော့စိတ်လှုပ်ရှားဘာဖြစ်လို့ဆိုတော့အဲ့ဒီခမ်းမတစ်ခုလုံးကလည်းနိုင်ငံခြားသားတွေလည်းအများကြီးပဲခမ်းမတစ်ခုလုံးနီးပါးလောက်မှာပေါ့နော်လူတွေပြည့် full house presentation လို့ပြောမှာပေါ့တစ်ခုလုံးပြည့်ညာပဲပေါ့နော်အဲ့ဒီမှာလူတွေအများကြီးရဲ့ရှေ့မှာပေါ့နော်ကျွန်မကိုဖိတ်ခေါ်တဲ့ခါကျတော့လေစိတ်ထဲလှုပ်ရှားတယ်ဒါပေမဲ့ငါပြောနိုင်မှာကိုပေါ့နော်ယုံကြည်မှုအပြည့်ထည့်ပြီးတော့လူရှိကို
အားလုံးရဲ့ပြည့်သက်ရှိကိုထွက်သွားပြီးတော့เนาะကျွန်မပြောတယ်အဲ့တော့ဘာကြောင့်ပြောလဲဆိုကျွန်မလေရင်စီးတဲ့ပထမဆုံးအတွေ့အကြုံကိုကျွန်မပြောပြအဲ့ကျွန်မပထမဆုံးလေရင်စီးဘူးတာလေ2000နဲ့17ခုနှစ်ကပေါ့နော်2017ကမှလေရင်စားစီဘူးတယ်အဲ့2017မှာလေရင်စီးရပထမဆုံးအတွေ့အကြုံကိုကျွန်မပြောပြပါတော့အဲ့မှာကျွန်မလေရင်စီးရမယ့်အတွက်ကြောင့်ဘလူတွေစိတ်လှုပ်ရှားတဲ့အကြောင်းပေါ့နော်ဘလူတွေပြင်ဆင်တဲ့အကြောင်းပေါ့လေရင်ငွေကိုသွားတဲ့လမ်းတစ်လျှောက်မှာစိတ်ခံစားမှုတွေအကြောင်းပေါ့နော်ကျွန်မပြောပြအဲ့လေရင်စီးပွားခြင်းအကြောင်းကလည်း community development program 3 လသင်တန်းတက်ရတယ်အဲ့ရေးဖြည့်တဲ့ interview တွေအောင်ပြီးတော့ခါကြတော့ရွေးချယ်ခိုင်းရတော့သွားတက်ရမှာပေါ့နော်မြန်မာနိုင်ငံမှာတက်ရမှာဆိုလေရင်နဲ့သွားမှာအဲ့ဒါကျမရဲ့ပထမဆုံးလေရင်စီးဘူးတဲ့တွေ့ကြုံဖြစ်တယ်ပေါ့အဲ့ဒီအကြောင်းပြောတဲ့အခါမှာလေကျမကတကယ်ဟိုပေါ့နော်ကိုရဲ့တငယ်ချင်းတွေဒီလက်ဖေးဆိုင်မှာကော်ဖီဆိုင်မှာအေးဆိုင်မှာကိုတငယ်ချင်းတွေကိုကပြန်ပြီးတော့ကိုရဲ့အတွေ့အကြုံကိုဟဲ့ငါလေရင်စီးရတဲ့ကောင်းပါပေါ့နော်ဘလူပေါ့နော်ငါအိမ်မှာဘလူတွေပြင်ဆင်နေအိမ်မက်တောင်မှတ်တယ်ပေါ့နော်လေရင်စီးရတော့မယ်နောက်နေ့လည်းသွားမယ်ဆိုဒီနေ့ညမှာဆိုအိမ်မက်တောင်မှတ်တယ်ပေါ့နော်ပြီးတော့လေရင်ငွေကိုသွားတဲ့တော့ဘလူတွေခံစားရတယ်လေရင်ပေါ်ရောက်တော့ဘလူပေါ့နော်လေရင်စထွက်တော့ဘလူခံစားရတယ်စသဖြင့်ကျမရဲ့အတွေ့အကြုံတွေခံစားချက်တွေကိုလေဒီလိုတငယ်ချင်းကိုနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေကိုဟိုပြောပြသလိုမျိုးပေါ့နော်စိတ်ထဲမှာလေဖြစ်သွားတာပေါ့ဟိုလူတွေအများရှိမှကိုယ်နဲ့မသိတဲ့သူတွေရှိမှနိုင်ငံခြားသားတွေရှိမှပြောရတယ်ဆိုပေမဲ့ကိုယ့်ရဲ့လေတငယ်ချင်းတွေကိုပြောပြရတယ်လို့မျိုးစိတ်ထဲမှာထားလိုက်တယ်ကိုယ့်ကိုပေါ့နော်ငါပြောနိုင်တယ်ငါဒါမျိုးငါလုံနိုင်တယ်ဆိုရဲပေါ့နော်ဒါငါလုံနိုင်တယ်ဆိုရဲယုံကြည်မှုနဲ့ကိုယ့်ကိုယုံကြည်မှုနဲ့ပေါ့နော်ပြောတယ်အဲ့ဒီခါကျတော့လေအဆင်ပြေသွားတယ်ပေါ့နော်ကျမအားလုံးကလည်းအိုးသဘောတွေကျပြီးတော့ပေါ့နော်ဟိုရည်စရာလည်းကောင်းတယ်ပျော်လည်းပျော်ရတာပေါ့နော်ဒီအကြောင်းအရာလေးပြန်ပြောရတော့လေပျော်စရာလည်းပါတယ်အဲ့ဒီခါကျတော့အားလုံးကနားထောင်နေသူတွေပေါ့နော်နိုင်ငံသားတွေရောကိုယ့်ရဲ့ဒီလာတက်တဲ့မြန်မာတငယ်ချင်းတွေရောပေါ့နော်ကိုသိရဲ့လူတွေရောမသိရဲ့လူတွေရောပေါ့နော်အားလုံးကသဘောကျပြီးတော့တေချာနဲ့စိတ်ဝင်စားနားထောင်နေပြီးတော့အားပေးကြတယ်ပေါ့နော်လက်ခုပ်လက်ဝါးတီးအားပေးကြတယ်အဲ့ခါကျတော့ကျမကကဲကိုပေါ့နော်ကိုလည်းဟိုကြည်နေရတယ်ပေါ့နော်အော်ငါလုံနိုင်ခဲ့တယ်ဆိုပြီးတော့ပေါ့နော်အဲ့တော့ဒါဆိုရင်အဓိကကိုယုံကြည်မှုကြောင့်ပဲပေါ့နော်ကိုယုံကြည်မှုရှိတဲ့ခါကျတော့ကိုပြောရတာလူရှိမှပြောရတာဆိုရင်ဟိုအဆင်ပြေသွားတော့ပေါ့နော်စိတ်ထဲမှာလည်းဖြည့်ဆည်းမှုမရှိတော့ဘူးเนาะတက်တောင့်တက်တာလေးနဲ့ပြောပြနိုင်သွားပါပေါ့နော်အဲ့တော့ဒါကတော့ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံပေါ့နော်ကိုယ်ပိုင်အတွေ့အကြုံဖြစ်ပါတယ်အဲ့တော့ကျမတို့တွေပေါ့နော်အောင်မြင်မှုရဖို့ဆိုရင်ကိုယုံကြည်မှုရှိဖို့ကနံပါတ်1အရေးကြီးဆုံးပဲပေါ့နော်ဘာဖြစ်လဲဆိုတော့ကျမတို့စိတ်ခံစားမှုနဲ့လှုပ်ဆောင်မှုတွေကဆက်နေတယ်ကိုယုံကြည်မှုကစွမ်းအားတွေကိုဖန်တီးပေးနိုင်တယ်အဲ့တော့ကိုယုံကြည်မှုမရှိသေးဘူးဆိုရင်ယုံကြည်မှုအတုကိုဖန်တီးတည်ဆောက်ရမှာဖြစ်တယ်ကိုယုံကြည်မှုတကယ်အစစ်အမှန်မရှိသေးဘူးဆိုရင်ယုံကြည်မှုအတုကိုအရင်ဖန်တီးပြီးတော့ကိုယ်စိတ်ကိုအားတင်ရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာမေးစရာရှိတာဟုတ်ပြီကဲဒါဆိုရင်ယုံကြည်မှုအတုကိုဘယ်လိုမျိုးဖန်တီးမလဲဘယ်လိုမျိုးတည်ဆောက်မလဲပေါ့နော်ဒါမေးစရာရှိလာတယ်ဥပမာယုံကြည်မှုအစစ်မရှိသေးဘူးဆိုရင်ယုံကြည်မှုအတုကိုဖန်တီးဖို့အတွက်ဆိုရင်အရင်ဆုံးကိုဘယ်လိုမျိုးစိတ်ထားရမလဲဆိုတော့ငါဒါကိုငါလုံနိုင်တယ်ငါစွမ်းဆောင်နိုင်တယ်ဆိုတဲ့စိတ်မျိုးအရင်မွေးရမှာအဲ့လိုစိတ်မျိုးကိုရင်ထဲမှာအရင်ထည့်ရမှာဟာငါတော့လုံနိုင်မှာမလားငါမလုံနိုင်တော့ပါဘူးဆိုရင်သွားပြီအယုံကြည်မှုကရှိမှာမဟုတ်တော့ဘူးเนาะအဲ့တော့ကိုငါဒါလုံနိုင်တယ်ဥပမာလူတွေရှိမှစကားပြောရမှာဆိုငါဒါကိုငါကောင်းလုံနိုင်တယ်ငါစွမ်းဆောင်နိုင်တယ်ဆိုတော့စိတ်မျိုးအရင်ဆုံးထည့်ထားမှာဖြစ်တယ်အဲ့လိုစိတ်ကိုအရင်မွေးရမှာဖြစ်တယ်ပြီးတဲ့ခါကျတော့ကျမတို့တွေလေကိုယုံကြည်မှုရှိဖို့ဆိုရင်လေအဓိကကိုနေဟန်တာပေါ့နော်ကိုနေဟန်တာကလည်းရမ်းအရေးကြီးတယ်ကိုရဲ့ပြောပုံဆိုပုံကိုကလူတွေနဲ့စကားပြောရဲဆိုရင်လူတွေကိုကြည့်ပြီးတော့ပြောဖို့လိုတယ်ကိုနေဟန်ထားဆိုတဲ့နေရာမှာထိုင်တာလည်းပါတယ်မတ်တရက်တာလည်းပါတယ်စကားပြောဆိုတဲ့အခါဖြစ်သူများပြောအောင်နားထောင်တဲ့အခါဖြစ်ပေါ့နော်ကိုနေဟန်တာအရေးကြီးတယ်အဓိကကတော့ change your body language ပေါ့နော်ကိုကယုံကြည်မှုကိုယုံကြည်မှုရှိတဲ့ပုံပေါက်ချင်တယ်ဆိုရင်ထိုင်တာအစပေါ့နော်ဒီလိုလေးကြုံလေးဒီလိုကုန်းလေးရွလေးထိုင်မဲ့အစားတကယ်ကိုမတ်ပေါ့နော်ခါအောင်မတ်ထားပြီးတော့ဟိုယုံကြည်မှုရှိတဲ့ပုံစံပေါအောင်ထိုင်ရမယ်မတက်ရက်တဲ့ခါဆိုလည်းဒီလိုပဲမတ်ရက်ကမယ်အဲ့တော့ဒါဆိုရင်ဟို power pose လို့လည်းပြောတာပေါ့နော်ယုံကြည်မှု
ရှိရပုံပေါက်ဖို့အတွက်ဆိုရင်ကျမတို့နေတာထိုင်တာကအစားမတရက်တာအစားစကားပြောတာအစားပေါ့နော်ပြောင်းလဲဖို့လိုတယ်ကိုယ့်ရဲ့ body language တွေကိုလည်းသတိထားဖို့လိုတယ်တချို့တွေဆိုရင်စကားသာပြောနေလူကိုမကြည့်ဘူးပေါ့နော်ဒီလိုမျိုးပြောနေပေမဲ့လည်းမျက်နှာကိုမကြည့်ဘူးကိုယ့်ကိုယုံကြည်မှုအားနေတဲ့သူတွေကတဲ့ဒီလိုမျိုးဖြစ်တတ်တယ်ပေါ့နော်ကိုတခြားသူတွေနဲ့စကားပြောတဲ့အခါဆိုရင်လည်းမကြည့်ရဲအဲ့လိုမျိုးတွေဖြစ်နေဆိုရင်ဒါယုံကြည်မှုပို့ပြီးတော့အားနေစေရအကြောင်းမို့ကိုယ့်ရဲ့ body language ကိုလည်းအမြဲတမ်းသတိထားဖို့လိုအပ်တယ်နောက်တစ်ခုကကျတော့ကျမတို့ရဲ့ဒီဝတ်အစားပေါ့နော်အဝတ်အစားလည်းအရေးကြီးအဝတ်အစားဆိုတဲ့နေရာမှာပေါ့နော်တကယ် branded တွေဝတ်မှာမဟုတ်ဘူးအဲ့တော့ကိုသွားမဲ့နေရာနဲ့ကိုအဝတ်အစားနဲ့လိုက်ဖက်ဖို့တော့လိုတယ်ကိုက်ညီဖို့လိုတာပေါ့နော်အဓိကကတော့တသက်ရရဲ့ရှိဖို့လိုတယ်ကိုဝတ်ထားစားတာပိုဒီဘက်ဒီမဖြစ်ဖို့လိုအပ်တယ်ကိုရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်ဖို့လိုအပ်တယ်အဲ့တော့ကိုအဝတ်အစားပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကိုရဲ့ယုံကြည်မှုကလည်းပြောင်းလဲနိုင်တယ်ကျမဆိုလဲလို့ပဲကိုဝတ်တဲ့အဝတ်အစားကြောင့်ပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုကိုပိုတိုးစေတယ်ဒါကတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူတဲ့ကြောင့်မို့ဝတ်တဲ့နေထားဝတ်တဲ့အဝတ်အစားပုံစံတော့ကြိုက်တာတူမှာမဟုတ်ဘူးဒါပေမဲ့ကိုပေါ့နော်ယုံကြည်မှုမြင့်စေတဲ့အဝတ်အစားမျိုးကိုယုံကြည်မှုတိုးစေတဲ့အဝတ်အစားမျိုးကိုရွေးချယ်ပြီးတော့ဝတ်ဖို့လိုအပ်တယ်အဲ့တော့ကိုကဘယ်လိုဝတ်စားမျိုးဝတ်ရင်ကိုယုံကြည်မှုပိုတက်လဲကိုသတိထားကြည့်ပေါ့နော်ဘယ်လိုဝတ်စားဆိုရင်တော့ယုံကြည်မှုမရှိဘူးဥပမာကျမဆိုရင်ထမိန်ကိုဝတ်တယ်ဆိုရင်ခြီပြီးတော့ပေါ့နော်ကြိုးတွေပိုင်းနဲ့ခြီတဲ့ဟာပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဆိုရင်လဲကိုယုံကြည်မှုကနဲတဲ့ဂျိတ်တွေပိုင်းမပါဘူးဆိုရင်ကျမအတွက်အဆင်မပြေဘူးကိုဝေ့ရတာပေါ့နော်အဆင်မပြေဘူးချက်ရက်လည်းဖြစ်မနေဘူးအိမ်မနေတော့ဝေ့ပါတယ်ဒါပေမဲ့တကယ်ပွဲတွေပေါ့နော်ကိုအလုပ်ကိစ္စနဲ့သွားတဲ့အခါမျိုးတွေအဲ့လိုနေရာမျိုးတွေဆိုရင်တော့ဒီလိုမျိုးထမိန်ကိုကိုရင်းထမိန်ကိုပတ်ပြီးတော့ဝေ့ရတာမျိုးကျမအတွက်တော့အဆင်မပြေဘူးပေါ့နော်ကိုယုံကြည်မှုမရှိဘူးဒီထမိန်ကချက်ရက်ရှိမနေဘူးမမြဲဘူးလို့စိတ်ထဲမှာခံစားရတယ်ပေါ့ကြောင့်မို့ကျမတော့အဲ့လိုမျိုးနေရာမျိုးတွေဆိုရင်တော့ပေါင်းမိအရှိတို့ကတော့ပို့ကြိုက်တာပေါ့နော်အဲ့လိုပဲခီးသွားတဲ့ခါဆိုရင်လည်းကို့အတွက်ပေါ့နော်ပေါ့ပါလည်းဖြစ်ရမယ်တက်တောင့်တက်တာလည်းရှိမယ်ပြီးရင်သွားလို့လာလို့လည်းစင်ပြေတဲ့ဟာမျိုးပေါ့နော်ကျမအတွက်ကတော့ခီးသွားတော့ဂျင်မောင်းမီနဲ့ရှူးဖနက်နဲ့ပေါ်ကတီရှပ်တို့အဲ့အမျိုးကတော့ကျမပို့ပြီးတော့ကြိုက်တာပေါ့အဲ့တော့သွားမဲ့နေရာပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အဝတ်အစားကိုလည်းရွေးချယ်ပြီးတော့ဝတ်ဖို့လိုတာပေါ့နော်အဲ့ခီးသွားတဲ့ခါကျတော့ကျမ walking shoe စီးတာဂျင်မောင်းမီနဲ့ဘောင်းမီရှည်ပေါ့နော်အဲ့ဒါပို့ကြိုက်တယ်အဲ့ဆိုသွားတဲ့ခါကျတခါတလေကျမတို့လေစိတ်မှာပေါ့နော်ဂိတ်တွေအဝေးတွေအဓိကကို transit တွေပေါ့နော် transit တွေစီးရတဲ့ခါမျိုးဆိုအချိန်သိမ့်မရဘူးတခါတလေကျရင်ကိုကံမကောင်းရင်ဘက်ကထွက်တဲ့လေရင်ကနောက်ကျဒီရောက်တာနောက်ကျတော့ကိုနောက်စီးရမယ်လေရင်နဲ့အချိန်ရမ်းကတ်သွားတဲ့ခါကြပါတော့ပြေးလွှားသွားရတာတွေရှိရတာကိုယ်တိုင်လည်းကြုံခဲ့ဘူးအဲ့တော့အဲ့လိုမျိုးအခြေအနေတွေဆိုရင်တော့ကျမတို့အတွက်ပေါ့နော်မြန်ဆန်သွားလို့ရတဲ့ဝတ်စားမျိုးကအကောင်းဆုံးပဲပေါ့နော်ပေါ်ပါလည်းရှိတယ်အဲ့တော့ဖနက်ကောဝတ်စားပေါ့နော်အဲ့တော့ပြောချင်တာကျမတို့ရဲ့အဝတ်အစားတွေကလည်းပေါ့နော်ကိုယုံကြည်မှုတိုးစေရတာကိုသွားမဲ့နေရာနဲ့မူတည်ပြီးတော့ရွေးချယ်ပြီးတော့ဝတ်ဆင်ဖို့လိုတာပေါ့နော်အဲ့တော့ကိုယုံကြည်မှုတိုးစေတဲ့နေရာမှာဒီအဝတ်အစားလည်းပါဝင်တယ်အဲ့တော့ယုံကြည်မှုအတုကိုဖန်တီးဖို့ဆိုရင်တော့ကျမတို့ရဲ့ကိုနေဟန်တာအရေးကြီးတယ်ကိုရဲ့အဝတ်အစားတွေကအရေးကြီးတယ်အဲ့ဟာတွေတက်ပို့ပြီးတော့အရေးကြီးတာကတော့ကိုပေါ့နော်ငါဒါကိုလုံနိုင်နေဆိုတော့ကိုယုံကြည်တဲ့စိတ်ကိုအရင်မွေးရမှာဖြစ်တယ်ငါဒါကိုလုံနိုင်နေဆိုတဲ့စိတ်ကိုအရင်မွေးပါပြီးရင်ကိုနေဟန်တာလည်းသတိထားပါပြီးရင်ကိုဝတ်တဲ့အဝတ်အစားတွေကိုလည်းကောင်းမှန်ကန်ပေါ့နော်ရွေးချယ်ပြီးတော့ဝတ်စားတတ်ဖို့လိုအပ်တယ်အဲ့တော့ကျမတို့တွေတယောက်နဲ့တယောက်ကမတူဘူးယုံကြည်မှုအားနည်းတဲ့သူတွေလည်းရှိတယ်ယုံကြည်မှုအရန် over confident ဖြစ်နေတဲ့သူတွေလည်းဒါပတ်ဝန်းကျင်မှာရှိတယ်အဲ့ဒီခါကျတော့ကျမတို့ကိုပေါ့နော်ယုံကြည်မှုအားနည်းနေတဲ့သူတွေကိုတော့ကျမကဘယ်လိုမျိုးခွန်အားပေးခြင်းလဲဆိုတော့လေယုံကြည်မှုအားနည်းတယ်လို့ကိုထင်တဲ့သူတွေကိုကျမပြောချင်တာတော့လေလူတွေမှာစီစဉ်ဥစ္စာတွေကျွယ်ဝတာချမ်းသာတာပညာတွေအသိပညာတွေပြည့်စုံတာယာတုတွေရှိတာဒါတွေကပေါ့နော်ဒါတွေကကိုကအားနည်းခြင်းအားနည်းနေပေါ့နော်သူများနဲ့ရှင်လိုက်ရင်ကိုရဲ့စီစဉ်ဥစ္စာပညာယာတုပေါ့နော်တစသဖြင့်ဒါတွေအားနည်းခြင်းအားနည်းမယ်ဒါပေမဲ့
အားငယ်စရာမလိုဘူးလုံးဝအားငယ်စရာမလိုဘူးအဲ့တော့ထိုင်ပြီးတော့ပေါ့နော်ဟောငါမှာတော့ဒါတွေမရှိဘူးဆိုပြီးတော့နော်အားငယ်နေမဲ့စာထိုင်မှိုင်းနေမဲ့စာပေါ့နော်ကိုဖြည့်ဆည်းနေရမှာထိုင်ပြီးတော့အားငယ်မနေပဲနဲ့ကိုဖြည့်ဆည်းနေရမှာကိုကဘယ်အပိုင်းနေမှာအားနည်းနေရလဲအဲ့အားနည်းနေတဲ့အပိုင်းကိုအားနည်းနေတဲ့အရာတွေကိုဖြည့်ဆည်းရမှာဥပမာကိုကဘာသာစကားမှာအားနည်းနေလားဆိုပါဆို English language မှာအားနည်းနေရဆိုရင်ကျမတို့အဲ့ဒီလို English ဘာသာစကားကိုကောင်းကောင်းကျွမ်းကျင်အောင်လို့ပေါ့နော်ဖြည့်ဆည်းရမယ်အဲ့တော့လိုအပ်တဲ့လေ့လာမှုတွေလုပ်ရမယ်သင်တန်းတွေတက်ရမယ်ကိုလည်း self study တွေလုပ်ရမယ်အဓိကကိုအားနည်းနေတဲ့အပိုင်းကိုဖြည့်ဆည်းရမှာဖြစ်တယ်ဒါမှမဟုတ်ဘူးကိုကလူတွေရှိမှာပေါ့စကားပြောရတဲ့ public speaking skill အားနည်းတယ် presentation လုပ်ရမယ်ဆိုရင် presentation skill အားနည်းတယ်အဲ့တော့အဲ့ဒီ skill တွေမှာအားနည်းနေဆိုရင်အဲ့လိုမျိုးတွေးပြီးတော့အားငယ်မနေနဲ့ဘာလို့ရမှာလဲဆိုကိုကpublic speaking ကိုကောင်းချင်နေဆိုရင်အဲ့ဒီ skill ကိုဖြည့်ဆည်းရမှာအဲ့ဒီ skill ဖြည့်ဆည်းပြီးတော့ကိုယုံကြည်မှုတည်ဆောက်အောင်ပါ presentation လုပ်တာအားနည်းနေဆိုရင်လည်း presentation skill မြင့်အောင်လို့လေ့လာရမယ်လုပ်ရမယ်ပေါ့နော်အဲ့တော့အရေးကြီးတာကတော့ကိုကအားငယ်မှုမရှိရဘူးတစ်ခုမှကိုကအားနည်းနေဆိုရင်အဲ့ဒါကထိုင်ပြီးတော့အားငယ်နေရမှာမဟုတ်ဘူးဖြည့်ဆည်းနေရမှာဖြစ်တယ်အဲ့လိုဖြည့်ဆည်းနေမှာပေါ့နော်ကိုရဲ့ confidence level လည်းတက်လာမှာဖြစ်တယ်ကိုအားနည်းတဲ့ဘိုင်းတွေကိုသိတယ်ပြီးတဲ့အခါကျကိုကဒါကိုဖြည့်ဆည်းမယ်ဒါဆိုရင်ကိုရဲ့လုံနိုင်စွမ်းနေရလည်းမြင့်လာမယ်ကိုရဲ့စွမ်းဆောင်ရည်ရလည်းတက်လာမယ်ဒါဆိုကိုရဲ့ confidence level ကလည်းတက်လာမှာဖြစ်တယ်တိုးတက်ဖို့အတွက်ဆိုရင်အပြောင်းလဲတွေကိုစဖြစ်အောင်ကိုစလုပ်ရမှာဖြစ်တယ်ပြောင်းလဲသေးသေးလေးတွေကိုကျမတို့ကနေ့တိုင်းလုပ်မယ်ဆိုရင်ကျမတို့ရဲ့တစ်ဘဝလုံးစာပြောင်းလဲသွားနိုင်တယ်အဲ့တော့ကျမတို့ကကိုယ်မှာလိုအပ်တဲ့အားနည်းချက်လေးတွေကိုဖြည့်ဆည်းဖို့အတွက်ပေါ့နော်အပြောင်းလဲသေးသေးလေးတွေနေ့စဉ်နဲ့အများလှုပ်သွားမယ်ဆိုရင်ကျမတို့ရဲ့ဘဝကလည်းပြောင်းလဲတိုးတက်သွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ confidence level တွေကလည်းတက်လာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ကျွန်မဒီဗီဒီယိုကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုကြိုက်နေတဲ့လည်းဆိုရင် like လေးပေးခဲ့ပေးပါတခြားကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေစီကိုလည်း share ပေးပါကျွန်မရဲ့ Way Academy Channel ကနေပြီးတော့ခုလိုမျိုးအကျိုးရှိစေမယ့်ဗီဒီယိုတွေကိုအမြဲတမ်းပုံမှန်တင်ဆက်ပေးနေတဲ့အတွက်ကြောင့်မို့ကျွန်မရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်အချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။တာယာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ။